အမေဖြစ်သူဟာအိမ်မှာကလေး2ယောက်နဲ့စော့ကစားနေချိန်မှာအဖေဖြစ်သူအိမ်ပြန်လာတဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒါနဲ့ပဲ3ယောက်စလုံးချက်ချင်းတန်းစီရက်ပြီးလက်တွေကိုရှေ့တန်းဖြန့်ပြခဲ့ကြတယ်။အိမ်ထဲဝင်လာတဲ့အမျိုးသားဟာသူတို့တယောက်ချင်းစီရဲ့လက်နှစ်ဖက်စလုံးကိုတေချာစစ်ဆေးခဲ့ပါတယ်။ဒီမိသားစုဟာတင်းကျပ်လုံးတဲ့စီကန်းတွေအောက်မှာပိတ်လောင်ခံထားရတယ်ဆိုတာမြင်ုံနဲ့တင်သိနိုင်ပါတယ်စစ်ဆေးလို့ကျင်းနေသွားတော့မှကလေးတွေကိုမုတ်တစ်ခုစီဝေပေးခဲ့ပါတယ်။ပိန်လီနေတဲ့အမျိုးသမီးကတော့ကြောက်လွန်းလို့လက်တွေတုံပြီးမျက်ရည်တွေကျလာခဲ့ရပါတယ်။ဒါပေမဲ့အဲ့ဒီအမျိုးသားကသူမကိုမုံမပေးတဲ့အပြင်ကလေးတွေရှိမှဘယ်တော့မှမငိုရဘူးဆိုတဲ့စီကန်းကိုတတိပေးခဲ့ပါတယ်။ညတညမှာတော့အမျိုးသမီးဟာနှစ်ကြာပိတ်လောင်ခံထားရတဲ့ထောင်ထဲကနေလွတ်မြောက်အောင်ထွက်ပြေးခဲ့ပါတယ်။အဝေးကနေလာနေတဲ့ကားတစ်စီးကိုတွေးလိုက်ရတဲ့အခါဒါဟာသူမအတွက်လွတ်မြောက်ဖို့အခွင့်အရေးပဲဆိုပြီးလမ်းပေါ်ကိုပြေးထွက်ခဲ့ပေမဲ့အချိန်နဲ့လာတဲ့ကားတိုက်မိပြီးပြင်းထွေးစွာဒဏ်ရာရသွားခဲ့ပါတယ်။ဆရာဝန်တွေကူညီပေးနေချိန်မှာဘေးနားကကလေးမလေးကသူ့အမေမှာရှားပါးသွေးအမျိုးအစားရှိတယ်လို့ပြောပြခဲ့ပါတယ်။အမေဖြစ်သူအသက်အန္တရာယ်ဆိုးရင်ရတဲ့အထိဒဏ်ရာရထားတာတောင်ကလေးကဘာကြောက်ရွံ့မှုဝမ်းနည်းမှုမှမပြဘဲထူးဆန်းစွာတည်ငြိမ်နေခဲ့ပါတယ်။ဆေးရုံရောက်တော့ဆရာဝန်တွေကအမျိုးသမီးကိုအရေးပေါ်ကူတာဖို့ခေါ်သွားပြီးကလေးကိုတော့ဧည့်ခန်းမှာတယောက်ထည့်ထားခဲ့ရပါတယ်။ကလေးဟာစိမ့်တက်နေတဲ့ဆေးရုံကြီးထဲမှာဆိုင်းဘုတ်ပေါ်ကစာတွေကိုအလွတ်ကျက်ခြေလမ်းတွေကိုရေးတွက်ရင်းအချိန်ဖြုံးနေခဲ့ပါတယ်။ခဏကြာတော့သူမကိုကြည့်ရှုဖို့တာဝန်ကျတဲ့လော်ရီဆိုတဲ့တူနာပြူရောက်လာတော့မှကလေးကလက်နှစ်ဖက်ကိုစစ်ဆေးခံဖို့တန်းဆန်ပေးခဲ့ပါတယ်။ကလေးရဲ့နာမည်ဟာဟန်နာဖြစ်ပြီးအမေဖြစ်သူနာမည်ကလီနာဖြစ်တယ်ဆိုတာတူနာပြူသိလိုက်ရပါတယ်။တိုက်သွားတဲ့ကားသမားကထွက်ပြေးသွားတာကြောင့်ဟန်နာဘာများသိမလဲဆိုပြီးတူနာပြူကမေးကြည့်တဲ့အခါကားမောင်းသူမှာအပြစ်မရှိပါဘူးလို့ဟန်နာကညှင်းဆိုခဲ့ပါတယ်။အမေဖြစ်သူကအမြဲတမ်းအမားတွေလုပ်တတ်ပြီးစီကန်းဖောက်ဖျက်တတ်လို့အခုလိုဖြစ်ရတာပါလို့ပြောပြခဲ့ပါတယ်။အမေကခေါင်းမူပြီးစပွဲတောင်းနဲ့ခေါင်းတိုက်မိတတ်တယ်လို့ပြောတာကြောင့်အရက်တောက်တတ်သလားလို့မေးရရေးပဲတောက်တာပါလို့ပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့ဆက်လက်ပြီးပါကိုမေကမှားပြီးတက်မိမလို့ဖြစ်သွားတာလို့ဟန်နာပြောလိုက်တဲ့အခါဒါဟာရိုးရိုးကားတိုက်မှုမဟုတ်ကြောင်းတူနာပြုသဘောပေါက်သွားခဲ့ပါတယ်။အမှန်တရားကိုပိုသိချင်တာကြောင့်ဟန်နာကိုပုံဆွဲခိုင်းဖို့စာရွက်နဲ့ရောင်စုံခဲတံတွေတွားယူခဲ့ပါတယ်။တခြားတစ်ဖက်မှာတော့ခွဲစိတ်ခန်းတွေကဆရာဝန်တွေဟာလီနာမှာကလေးမလေးပြောသလိုရှားပါးသွေးအမျိုးအစားမရှိမှန်းသိသွားကြပြီးတွေးလိုက်တဲ့အခါခန္ဓာကိုယ်ကပြင်းထန်စွာတုံ့ပြန်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။အဲ့ချိန်မှာရဲမေတယောက်ဆေးရုံကိုရောက်လာခဲ့ပြီးဟန်နာကမိသားစုစီကန်းဆိုပြီးအိမ်လိပ်စာကိုမပြောဘဲဖုံးကွယ်ထားတာကိုသိလိုက်ရပါတယ်။စုံထောက်ဟာကလေးစိတ်ပညာရှင်မရောက်သေးတာကြောင့်ဟန်နာကိုမစစ်ဆေးနိုင်သေးပဲတခြားတဲလွန်စတွေရှာဖွေနေခဲ့ပါတယ်။အဲ့ချိန်မှာပဲဆရာဝန်မကြီးရောက်လာပြီးလီနာမှာရှားပါးသွေးအမျိုးအစားမဟုတ်ပါဘူးလို့ပြောပြခဲ့တာကြောင့်အမေဖြစ်သူကပဲကလေးကိုလိန်ထားတာလားဒါမှမဟုတ်ဟန်နာကိုယ်တိုင်ကပဲလိန်ပြောနေတာလားဆိုတာစုံထောက်တယောက်ဇဝေဇဝါဖြစ်သွားခဲ့ရပါတယ်။